မင်းချက်တာဝန်ကြအမေကတတိအသီးနှံနေလှီးဖို့ချုပ်ဖို့ယူဖို့ကြောင့်အဖေကထမင်းချက်ဖို့ပေါ့အဲ့ဒါလိုဝေယဝိဆလာတဲ့အခါအိမ်ကကလေးတွေကပါလာဆုံးနေပါလေချဲလို့တန်ဃာတွေကမကြွလာသေးဘူးကလေးလေးတွေကမေမေစားတယ်ဖေဖေစားတယ်နဲ့လှုပ်လာတဲ့အခါကျတော့အဲ့တန်ဃာတွေမကြွသေးခင်တန်ဃာတွေအတွက်လို့လှူတဲ့လူကလှူထားတာပရမကလေးတွေအငိုတိတ်အောင်လို့ဆိုပြီးတော့ပေးတာကျွေးလိုက်တာစပြီးတော့နောက်ကြတော့သူတို့ကပါစားတော့တာပဲတန်ဃာတွေမလာခင်သူတို့ကချက်လို့ပြုတ်လို့စားတယ်ဆိုပြီးတော့အရင်စားလိုက်ကြတော့တာနော်အခြေအနေကအဲ့လိုပြောင်းလဲသွားတယ်လှုပ်တာတော့တန်ဃာဝေယဝိဆကုသိုလ်လုံးကြတာပဲသို့တော့တန်ဃာတွေမကတ်သေးခင်ဒီလိုစားကြတောက်ကြတန်ဃာဝတ်ထဲကတန်ဃာဝရည်စူးထားတဲ့ဆွမ်းခဲဝယ်ဘောစင်တွေကိုစားကြတောက်ကြဖြစ်လာတဲ့အခါကျတော့သေလဲသေရောအဲ့ဒီလူတွေက16000လောက်ရှိအကုန်လုံးကြိတ်ကြဖြစ်ကုန်